ကျွန်တော်တို့ကကမ္ဘာဖလားပွဲတွေကိုဒါယူမှုစောင့်ကြည့်နေကြတာတကယ်လို့တယောက်ယောက်ကဒီ FIFA ဥက္ကဋ္ဌကဘယ်သူလဲလို့မေးလိုက်ခင်ဗျားတို့ဘယ်လိုဖြေမှာလဲဒါကြောင့်မလို့ဒီနေ့မှာတော့ဒါ FIFA ရဲ့ဥက္ကဋ္ဌ Infantino ရဲ့အကြောင်းတွေနဲ့သူဥက္ကဋ္ဌတွေကဘယ်လိုဖြစ်လာခဲ့လဲဆိုတာတွေကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ဒီတော့စစ်ကြည့်လိုက်အောင်ပါအခုဆိုရင်ဒါ2026ကမ္ဘာဖလားရေကိုဒါအမေရိကန်ကနေဒါနဲ့ဒါမက္ကဆီကိုနိုင်ငံတို့မှာကျင်းပနေပြီပဲဖြစ်ပါတယ်နောက်ဆိုဒါမြန်မာနိုင်ငံကိုလာပြီးကျင်းပတာမျိုးလည်းဖြစ်လာမှာပေါ့ဗျာဒါမဖြစ်နိုင်ဘူးလို့ဘယ်သူပြောနိုင်ပါလဲဘယ်သူမှမပြောနိုင်ဘူးနော်ဒါ Infantino ရဲ့လက်ထက်မှာဒါကမ္ဘာဖလားရဲ့သမိုင်းအသစ်အနေနဲ့လည်းဒါ48နိုင်ငံအထိတိုးမြင့်ပြီးတော့ဒါကျင်းပနေပြီပဲဖြစ်ပါတယ်။ Infantino ရဲ့အကြောင်းလေးကိုရှင်းလိုက်ရအောင်ပါ။ဒါ Infantino ကိုဒါ1980ခုနှစ်မှာဒီဆွစ်ဇာလန်နိုင်ငံမှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့မိဘတွေကဒါအီတလီလူမျိုးတွေဆိုပေမဲ့လည်းဒါအီတလီနိုင်ငံမှာဒါစီးပွားပြစ်ကက်နဲ့ကြုံရတဲ့အတွက်ကြောင့်မို့လို့ဆွစ်ဇာလန်နိုင်ငံကိုရွှေ့ပြောင်းလာခဲ့ကြတာပါ။ဆက်ချင်းမှာတော့ဒီရွှေ့ပြောင်းလူသမားတွေဆိုပြီးအနေခဲရတာမျိုးတွေရှိပေမဲ့လည်းသူ့အဖေကဒါညာရထားမောက်တဲ့အလုပ်ကိုလုပ်ဒါသူ့အမေကဒါသတင်းစာဆိုင်လေးကိုဖွင့်ပြီးတော့သူ့ကိုကြောင်းထားပေးခဲ့တာပါသူကငယ်ကလေးကဘောလုံးအားကစားကိုစိတ်ဝင်စားခဲ့တယ်ဆိုပေမဲ့လည်းဒါ professional player တယောက်တော့ဖြစ်မလာခဲ့ပါဘူးဒီမှာတခုစိတ်ဝင်စားဖို့ကောင်းတာသူကဘောလုံးကပ်ဖို့တဲ့ဒီရက်ွက်ပွဲတွေမှာဒါဘောလုံးပွဲတွေကိုစီစဉ်ပေးရတာကိုပို့ပြီးတော့သဘောကျပါတယ်ဒါကြောင့်မို့လို့သူကဒါပညာကိုစစ်သိခဲ့ပြီးတော့ဒါဆွစ်ဇာလန်နိုင်ငံက Freiburg တက္ကသိုလ်ကနေပြီးတော့ဒါဥပဒေပွဲရခဲ့ပါတယ်သူကဘောလုံးအားကစားကိုစိတ်ဝင်စားတာရဲ့ဒီဥပဒေပွဲကိုရထားတာတွေရဲ့ကြောင့်ပဲ2000ပြည့်နှစ်မှာဒါ UEFA ရဲ့ဥပဒေဌာနဝင်ရောက်ခဲ့ပါတယ်UEFA ရဲ့ရုပ်ချုပ်ကလည်းဒီဆွစ်ဇာလန်နိုင်ငံမှာပဲရှိတာပါဒီမှာ UEFA ဆိုတာတော့ဒါအားလုံးသိတဲ့အတိုင်းဒါဥရောပဘောလုံးဖွဲ့ချုပ်ပဲဖြစ်ပါတယ်ဒီမှာတခုမှတ်ထားရမှာသူကဘာသာစကားကို9မျိုးလောက်ထိတတ်ပါတယ်ဒါကြောင့်မလို့သူကဒါနိုင်ငံတိုင်းမှာရှိတဲ့ခေါင်းဆောင်တွေနဲ့ဒါအလုပ်တွေလုပ်ရတာရှင်းပြီသလိုကမ္ဘာနဲ့ချီတဲ့ project တွေကိုလည်းဒါအောင်မြင်မြင်နဲ့လှုပ်ဆောင်နိုင်ခဲ့ပါတယ်ဒါကြောင့်မလို့လူငယ်တွေအနေနဲ့ဒါဘာသာစကားတစ်ခုတက်ကိုတက်ထားသင့်ပါတယ်။ဒါကကိုဘဝရည်မှန်းချက်တွေကိုအကောက်ထပ်ဖို့ပေးဖို့နဲ့ဒါကဘာကြီးကိုချီဆက်ဖို့အတွက်အကောင်းဆုံးလင်းတဲ့တစ်ခုပါပဲ။ Infantino အကြောင်းကိုပြန်ရှင်းရတဲ့နောက်ပိုင်းကျတော့ဒါ UEFA ရဲ့အထွေထွေတည်မှုချုပ်ဖြစ်လာခဲ့ပါတယ်။ဒါကျွန်တော်တို့ထက်စီနီယာကြတဲ့ဒါအကိုတွေဆိုရင်မှတ်မိပါပါ။အရင်ကချန်ပီယံလိမဲခွဲပွဲတွေမှာဒါမဲလိမ့်နဲ့ပေးနေတဲ့ဒါဂရုပြောက်ကြီးနဲ့လူကတော့သူပါပဲ။ဒီလိုနဲ့2015ခုနှစ်ရောက်မှဒါသူ့ဘဝရဲ့အချုပ်ကိဇလန်ကြီးတစ်ခုစတင်ပါတော့တယ် FIFA Gate လို့ခေါ်တဲ့ဒါဘောလုံးလောကရဲ့အကြီးမားဆုံးလက်စားမှုကြီးတစ်ခုကြောင့် FIFA ဥက္ကဋ္ဌ Valletta နဲ့ဒါ FIFA ရဲ့အရာရှိတချို့ကဒါ FBI ရဲ့ဒါဝင်ရောက်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ် FIFA Gate ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဗျာဥပမာနိုင်ငံတစ်ခုကဒါကမ္ဘာဖလားကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ဖို့အတွက်ဆို FIFA ရဲ့အရာရှိတွေကမဲပေးမှရတယ်ဗျာဒါကြောင့်မလို့ဒါတချို့နိုင်ငံတွေနဲ့ဒါ FIFA ခေါင်းဆောင်တွေကလေဝါချစ်ရိုက်ပြီးတော့ဒါမဲတစ်ခုရဖို့အတွက် FIFA အရာရှိတွေရဲ့ဘဏ်အကောင့်တွေထဲကိုဒါလက်ငွေတွေအများကြီးထည့်ပေးခဲ့ကြပါတယ်။ဒါကလောကကိုတရားမဝင်ပါဘူး။နောက်ပိုင်းကျတော့ဒီဟာကို FBI ကနေပြီးတော့စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒါကြောင့်မလို့ FIFA ဥက္ကဋ္ဌပါဝဲဒါ UEFA ရဲ့ဥက္ကဋ္ဌတွေလည်းဒါအဖမ်းဆီးခံခဲ့ရပြီးတော့ဒါဘောလုံးလောကကနေပြီးတော့အဘန်းခံလိုက်ရပါတယ်။ဒါတွေကြောင့်ပဲဒါ FIFA ရဲ့ဥက္ကဋ္ဌအသစ်ကိုပြန်ရွေးရပါတယ်ဒီမှာဒါ UEFA ရဲ့ဥက္ကဋ္ဌကလည်းအဖမ်းခံရတော့ FIFA ဥက္ကဋ္ဌနေရာကိုဝင်ရောက်ရှိပြိုင်မဲ့ဥရောပကိုယ်စားလှယ်နေရာမှာလဲလှန်နေခဲ့ပါတယ်ဒါကြောင့်မို့လို့ပဲဒါရွေးကောက်ပွဲလုပ်ရတာအာဆာနဲ့တခြားတိုက်တွေရဲ့ဥက္ကဋ္ဌကနေရာရသွားပြီးတော့ဒါဥရောပသားတွေရဲ့ပုံရိပ်ကရောချသွားမှာပဲဖြစ်ပါတယ်ဒီဟာကိုမလိုလားတဲ့ဒါ UEFA ရဲ့အရာရှိတွေကတော့ဒါ FIFA ဥက္ကဋ္ဌနေရာကိုရှစ်ဖိုက်နေတဲ့သူကိုစပြီးတော့ဆောက်ပေးပါတော့တယ်ဒီမှာပဲဒါဥပဒေအကြောင်းတွေကိုနားလည်ပြီးတော့ဒါလူတွေအားလုံးနဲ့အရှင်ပြအောင်နေနေတဲ့ဒါ Infantino ကိုရွေးချယ်ခဲ့ကြပါတယ်တကယ်တော့ဒါ Infantino ကိုယ်တိုင်တော့မထင်မှတ်ထားခဲ့တဲ့အရာပါ FIFA ဥက္ကဋ္ဌဆိုတဲ့နေရာဒါ UEFA ဥက္ကဋ္ဌတို့ဒါအာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတို့လိုမျိုးဒါခေါင်းကြီးပိုင်းတွေကရှစ်ဖိုက်ရတဲ့နေရာပါဒီမှာထွေထွေတွေးမှုချုပ်ပဲဖြစ်သေးတယ်ဒါ Infantino ကဝင်ရွေးခံမယ်ဆိုတော့ဒါတကဘာလုံးကအံ့ဩသွားခဲ့ပါတယ်ဒါတွေကြောင့်ပဲဒါ Infantino လည်းဒါရွေးကောက်ပွဲတွေ CEO ရေးတွေအကြီးကျယ်ဆက်လုပ်ရပါတယ်အဓိကအနေနဲ့ကတော့သူကနိုင်ငံငယ်လေးတွေကိုပြတ်မှတ်ထားပြီးတော့ CEO တာပါဘာလို့ဆိုဒီ Brazil တို့ပြည်သစ်တို့လိုမျိုးဒါနိုင်ငံကြီးတွေကမဲပေးလေဒါတမဲပဲရတယ်လို့ဒါအာဖရိကကနိုင်ငံငယ်တွေကမဲပေးလေဒါတမဲရပါတယ်ဒီမှာနိုင်ငံကြီးတွေကို CEO ဖို့ဆိုတာလေဒါထင်သလောက်မလွယ်ပါဘူးပြီးတော့သူကဥရောပကိုကိုစားပြုပြီးတော့ဝေရွေးခံမှာဆိုတော့ဒီဥရောပနိုင်ငံကြီးတွေရဲ့ထောက်ခံမှုတွေဒါအလိုလိုရရှိပြီးသားဖြစ်နေမှာပါဒါကြောင့်မလို့ဒါနိုင်ငံငယ်လေးတွေရှိကိုကိုယ်တိုင်ကိုကြသွားပြီးတော့သူသာဥက္ကဋ္ဌတယောက်ဖြစ်လာရင်ဒါအရေးအပေးနေတဲ့ဒါ FIFA ရဲ့ထောက်ပံ့ကြေးကိုဒါ9ဆလောက်ထိတိုးပေးမှာဖြစ်သူဒါအခြေခံအဆောက်အဦတွေတည်းဒါဒေါ်လာတန်းနဲ့ချီပြီးတော့ယင်းနှိမ့်မြုံနှံသွားမယ်လို့
ဒါစပြီးတော့စီးရုပ်ပါတယ်ဒီမှာသူ့ရဲ့အဓိကဖက်ချက်ဖြစ်လာခဲ့တာတော့ဒါကမ္ဘာဖလားကို48နိုင်ငံအထိတိုးမြင့်ပြီးတော့ကျင်းပပေးမယ်ဆိုတဲ့အစီအစဉ်ပါဒါကြောင့်မလို့ပဲဒါနိုင်ငံငယ်လေးတွေတဲ့ဒါကမ္ဘာဖလားအိမ်မက်ကပုံမနီးကပ်လာတယ်လို့ပြောရမှာပါတကယ်လည်းမှန်နေတာပါပဲဒါအရေးအ30နှစ်တည်းဆိုတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေကပဲကြီးစိုးထားခဲ့တယ်လို့ဖြစ်နေတာပါအခု48အသစ်စနစ်ကြောင့်ပဲဒါကင်မလောတို့လိုမျိုးဒါနိုင်ငံငယ်တွေကိုကမ္ဘာဖလားမှာစပြီးတော့မြင်တွေ့လာရတာပါဒါ Infantino ရဲ့ကျေးဇူးနဲ့မကင်းပါဘူးသူကဒီလိုမျိုးဒါနိုင်ငံငယ်တွေရဲ့လိုအပ်ချက်တွေကိုထိထိရောက်ရောက်အသုံးချပြီးတော့ဒါစီယုံနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ပဲဒါ2016ခုနှစ်မှာဒါ FIFA ရဲ့ President ဖြစ်ဒါရွေးချယ်တင်မြှောက်ခြင်းကိုခက်ခဲ့ရပါတယ်အခုဆိုရင်ဒါအာရှနဲ့ဒါအမေရိကတိုက်တို့မှာပါဒါကမ္ဘာဖလားကိုကျင်းပပေးနိုင်ခဲ့ပြီဖြစ်ပြီးတော့ဒါ48တဲ့ထိဒါဝယ်ရောက်ရှေ့ပြိုင်နေပြီပဲဖြစ်ပါတယ်။ဒါမပြောနိုင်ပါဘူး။ဒါနောက်ပိုင်းကျရင်ဒါမြန်မာတို့ဘာလို့လဲဒါပါချေပါလာမှာပေါ့နော်။အော်သူတို့တန်ပတ်တို့လက်ထစ်တော့ဒါကမ္ဘာဖလားတွေပါသွားကန်ခဲ့သေးတာ哦။ပြီးတော့သူကကမ္ဘာဖလားမှာဒါ VAR စနစ်ကိုစတင်မိတ်ဆက်ပေးခဲ့တဲ့သူဖြစ်တယ်လို့ဒါ Donald Trump တို့လိုမျိုးဒါနိုင်ငံခေါင်းဆောင်တွေကိုလည်း FIFA ငြိမ်းချမ်းရေးစုဆိုပြီးတော့ထွင်ပြီးတော့ဒါပေးအပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ဒီလိုမျိုးတွေကြောင့်ပဲဒါသူကအရင်ဥက္ကဋ္ဌတွေထဲဒါပို့ပြီးတော့နာမည်ကြီးလာတယ်လို့ဒါပြောရမှာပါ။အခုဆိုရင်တော့ဒါသူ့အသက်ကဒါ56နှစ်ရှိပါပြီ။သူ့ရဲ့ဥက္ကဋ္ဌရာထူးကလည်းဒါ2020ခေါ်လောက်ရောက်ရတာတည်တန်းကုန်တော့မှာပါဒီမှာဒါသူ့အကြောင်းတွေလေ့လာရင်ဒါရခဲ့တဲ့သင်ခန်းစာတွေကတော့ဘာသာစကားဆိုတာဒါလူတစ်ယောက်ရဲ့စူပါပါဝါလိုပါပဲကဘာကြီးရဲ့ဘယ်နေရာလူနဲ့မဆိုတာမိတ်ဆွေဖြစ်လာနိုင်ပြီးတော့ဒါအခွင့်အလမ်းတွေအများကြီးကိုလည်းဒါပေါ်ပေါက်လာစေနိုင်ပါတယ်နောက်တစ်ခုကတော့ဒါလူတိုင်းရဲ့အကြိုက်ကိုလုံနေဖို့တဲ့ကိုတကယ်ပတ်ပိုးပေးနေတဲ့သူတွေကိုပဲအလေးထားပြီးအကျိုးပြုပေးဖို့လိုတယ်ဆိုတာပါပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါကမ္ဘာဖလားအကြောင်းစိတ်ဝင်စားရဲဆိုရင်ဒါ2026ကမ္ဘာဖလားမှာဒါဘယ်တဲ့အောင်ဘူးဆွဲသွားမလဲဆိုတာကိုဒါဝေရောက်ရှင်းနေသွားခဲ့လို့ရပါတယ်အချုပ်တိကျေးဇူးပေးတဲ့အတွက်ကြောင့်မလို့ဒါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ထုံးစံတိုင်းပဲဇာတ်ဖတ်ပါလက်တွေပေါ်မှာတို့ချပါဒါတွေအကျိုးရှိပါတယ်ကျေးဇူးတင်ပါတယ်